Index Fund ဆိုတာပါလေးနဲ့ S&P 500ရဲ့ရှုပ်ဝက်ချက်ဈေးကွက်၏ပြင်းပြအောင်မြင်မှုကိုဝယ်ယူခြင်းအားလုံးပဲမင်္ဂလာပါကျမမေမီပါကျမတို့ရဲ့ Financial Stability Channel ကနေကြိုဆိုပါတယ်ငွေကြေးစိုးရိမ်ပူပန်မှုတွေကနေရုံးထွက်ပြီးလွတ်လပ်တဲ့ဘဝကိုဖန်တီးချင်ပါသလားတင့်ရဲ့ငွေကြေးအနာဂတ်ကိုကိုယ်တိုင်ဦးဆောင်နိုင်မှုအချိန်တန်ပါပြီဒီ channel ကနေပြီးတော့ကျမတို့ရဲ့ဘဝမှာငွေကြေးတည်ငြိမ်မှုရဖို့ဘယ်လိုတွေစီမံခန့်ခွဲရမယ်ဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာပါမင်္ဂလာပါကိုပြောင်မင်္ဂလာပါမီမီရဲ့အားလုံးလည်းမင်္ဂလာပါကျွန်တော်မောင်ပြပါဒီနေ့ပြောမယ့်အကြောင်းအရာကတော့ Index Fund ဆိုတာဘာလဲနဲ့ S&P 500ဆိုတာဘာလဲပေါ့နော်ကျွန်တော်တို့မကြာခဏပြောနေကြတဲ့ Index Funds S&P 500ပေါ့ဒီအကြောင်းတွေကိုနားလည်အောင်ရှင်းပြပေးပါမယ်ကိုပြကျမတို့အငင်းစားယူဖို့စီမံကိန်းအကြောင်းပြောခဲ့တော့ဟာ S&P 500 Index Funds မှာယင်းကြီးမြုပ်နှံဖို့ပြောခဲ့တယ်နော်ဒီ Index Fund အညုံးရံပုံငွေဆိုတာတကယ်တော့ဘာလဲပြီးတော့ S&P 500ကဘလို့အလုပ်လုပ်တာလဲရှင်မေးမင်းရဲ့ယင်းဒီမြုပ်နှံမှုခရီးစဉ်အတွက်အရေးကြီးဆုံးသောအခြေခံအုတ်မြစ်တစ်ခုကိုမေးလိုက်တာပဲ Index Fund ဆိုတာဈေးကွက်ကိုပုံတူကူးချသူ Mirror of the Market တွေပါ S&P 500 Index Fund ကိုဝယ်လိုက်တာနဲ့မင်းဟာကမ္ဘာအကြီးဆုံးကုမ္ပဏီ900လုံးကိုပိုင်ဆိုင်ပြီးသားဖြစ်သွားတယ်လို့ပြောလို့ရတယ် Index Fund ဆိုတာက Stock Share တစ်ခုချင်းစီကိုလိုက်ရွေးနေစရာမလိုပဲဈေးကွက်တစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကိုတူအောင်လိုက်ပြီးပုံတူကူးချထားတဲ့ယင်းဒီမြုပ်နှံမှုရန်ပုံငွေတစ်မျိုးပဲဒါကယင်းဒီမြုပ်နှံမှုကိုအရန်ရိုးရှင်းစေတယ် S&P 500 ဆိုတာအမေရိကန်နိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီ900ရဲ့စုစုပေါင်းရှိအပ်တန်ဖိုးကိုညှို့ဆိုတာဖြစ်တယ်ဒီကုမ္ပဏီ900ဟာ American Stock ဈေးကွက်ရဲ့တန်ဖိုး80%ကျော်ကိုကိုစားပြုတယ်ဒါကြောင့် S&P 500 Index Fund ဝယ်တဲ့ဆိုတာ American စီးပွားရေးရဲ့အခိုင်အမာဆုံးသောအစိတ်အပိုင်းကိုဝယ်လိုက်တာပဲ S&P 500 Index Fund ရဲ့အလုပ်လုပ်ပုံကရိုးရှင်းတယ် Passive Management လို့ခေါ်တယ်သူတို့က best stock ကတက်မလဲကျမလဲဆိုတာလိုက်စဉ်းစားမနေဘူး S&P 500မှာအပြောင်းလဲရှိတိုင်းပုံစံသူဖျောင်းပြန့်ငယ်ညီရုံပဲစီမံခန့်ခွဲမှုစရိတ်အလွန်နည်းတဲ့အတွက်ယင်းနှမြုပ်နှံသူတွေအတွက်ကုန်ကျစရိတ်အသက်သာဆုံးနီးလန်ဖြစ်တယ်။တမိုင်းကြောင့်ရှာ S&P 500ကရေရှာမှာတစ်နှစ်ကိုပြန်မြ9%ကနေ10%ကြားအကျိုးမြတ်ရရှိတတ်တဲ့အတွက် Index Fund ဝယ်ခြင်းဟာဈေးကွက်ရဲ့ပြန်မြအောင်မြင်မှုကိုအေးအေးဆေးရရှိစေတယ်။ Index Fund ဝယ်လိုက်တာနဲ့ကျမဟာ Apple.aapl နဲ့ Microsoft.msft လို့ကုမ္ပဏီခဲ့တဲ့ရရှယ်ယာကိုပိုင်ဆိုင်ပြီးသားထည့်သွားတာပေါ့နော်မှန်တယ်ဒါပေမဲ့တတိထားဖို့ကထိတ်ဆုံး10ခုတော့ကုမ္ပဏီများစီအပေါ်မှာပဲ Index Fund ရဲ့တန်ဖိုးကအများဆုံးမိခိုနေတယ်ဥပမာထိတ်ဆုံး10ခုကဘာတွေလဲဆိုတော့ Apple APPL နီးပညာ Phone or Computer Software Microsoft MSFT နီးပညာ Software Cloud Computing Alphabet GOOGL ဆက်သွယ်ရေးဝန်ဆောင်မှု Google ရှာဖွေရေးတို့ YouTube Amazon AMZON စားသုံးဆောင်စိတ်ကြိုက်ပစ္စည်း E-commerce Cloud Computing AWS NVIDIA NVDA နီးပညာ AI နဲ့ Graphic chip များ Tesla DSLA စားသုံးဆောင်စိတ်ကြိုက်ပစ္စည်းလျှက်စစ်ကားများ EV Meta Platforms MEDA ဆက်သွယ်ရေးဝန်ဆောင်မှု Facebook နဲ့ Instagram Johnson & Johnson GNG ကျန်းမာရေးဆေးဝါးနဲ့ကျန်းမာရေးထုတ်လုပ်များ ExxonMobil XOM Swine Inc ရေနီနဲ့တဘာဝတငွေ Berkshire Hathaway BRK.B ငွေရင်းနဲ့ဗန်ဒါရေးရင်းနှီးမြှုပ်နှံမှုအာမရန်ကဒါတော့များသောလူတွေသုံးနေကြတယ်အရေးကြီးတာကကနအစုံပြန့်နှံ့မှု diversification ကိုရရှိခြင်းပဲ S&P 500ကိုရင်းနှီးမြှုပ်နှံခြင်းအပြင်မင်းဟာနီးပညာကျန်းမာရေးစွမ်းအင်ဗန်ဒါရေးစရဲ့ကနအပေါင်းများစွာကိုတပြိုင်နက်တည်းရင်းနှီးမြှုပ်နှံထားပြီးသားဖြစ်သွားတယ်ဒါဟာရင်းနှီးမြှုပ်နှံမှုအန္တရာယ်ကိုအကောင်းဆုံးဖြန့်ကျက်ထားပြီးသားဖြစ်စေတယ်ကျမသဘောပေါက်သွားပြီကိုပြ Index Fund ဆိုတာတူးတဲ့သောကုမ္ပဏီကိုရွေးရတဲ့စိတ်ဖိအားမရှိပဲဈေးကွက်ရဲ့အင်အားအကြီးဆုံးသောကုမ္ပဏီ900ကိုအနည်းဆုံးကုန်ကျစရိတ်နဲ့ဝယ်ယူခင်းပဲပေါ့နော်မှန်တယ် S&P 500ကိုယင်းနှမြုံနှံခြင်းဟာ Warren Buffett လို့ထိပ်တိုင်းယင်းနှမြုံနှံသူတွေကိုယ်တိုင်အကြံပေးတဲ့ရေရှည်ချမ်းသာကွယ်ရဖို့အတွက်အလုံးစုံဆုံးနဲ့ထိရောက်ဆုံးနည်းလမ်းပဲမင်းရော Index Fund ကိုဘလို့စတင်ဝယ်ယူပြီးမင်းရဲ့အငင်းစားရန်ပုံငွေကိုတိစောက်မလဲကျွန်တော်တို့ရဲ့နောက်ဗီဒီယိုမှာ Index Fund ဝယ်ယူနိုင်တဲ့နည်းလမ်းတွေကိုဆက်ပြီးရှင်းပြပေးသွားမှာမို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်